တညတာညတကောင်ချိန်မှာထိုင်းနိုင်ငံချင်းမိုင်မြို့နာကတောအုပ်တစ်ခုထဲမှာစင်ပေါက်လေးတစ်ကောင်ရှိပါတယ်။အဲ့ဒီညမှာစင်ပေါက်လေးဟာဗိုက်ရမ်းစာနေခဲ့တာကြောင့်တောနာကကျန်းဆိုင်ခင်းတစ်ခုထဲကိုတွားပြီးကြက်ပင်တွေကိုခိုးစားနေခဲ့ပါတယ်။ကျန်းဆိုင်ခင်းကိုစောင့်ကြည့်နေတဲ့ခြံဆောင်ကအတန်တစ်ခုကြားလို့ဓမီယူပြီးတွားကြည့်လိုက်ပါတယ်။ဓမီအလင်းထဲမှာစင်ပေါက်လေးကလူကိုတွေ့တော့သူ့ကိုရိုက်ပြီးမောင်းထုတ်မယ်လို့ထင်ပြီးကြောက်သွားခဲ့ပါတယ်။ဒါကြောင့်နီးစက်ရလျှက်စစ်တက်တိုင်လေးနောက်မှာကိုဝက်ပြီးပုန်းနေခဲ့ပါတယ်။ဒါပေမဲ့စင်ပေါက်လေးရဲ့ကိုယ်တွေကကြီးလွန်းလို့တက်တိုင်လေးနဲ့လုံးဝမကွယ်နိုင်ပဲအပြင်မှာပဲထင်ရှားနေခဲ့ပါတယ်။စင်ပေါက်လေးကတော့ငါပုန်းနေပြီလို့ထင်နေခဲ့တာပါ။ဒီမြင်ကွင်းကိုမြင်လိုက်တဲ့ခြံဆောင်ဟာအယမ်းရည်စရာကောင်းလို့ပြုံးမိသွားပါတယ်။သူကစင်ပေါက်လေးကိုမမောင်းထုတ်ပဲကြက်ပင်တွေကိုအဝစားခွင့်ပေးလိုက်ပါတယ်။ကြံစားပြီးတဲ့နောက်ခြံဆောင်ကချစ်စရာကောင်းတဲ့စင်ပေါက်လေးကိုတောအုပ်ထဲပြန်လွှတ်ပေးလိုက်ပါတယ်။ဒီအဖြစ်အပျက်လေးကတော့ထိုင်းနိုင်ငံချင်းမိုင်ရွာနာမှာတကယ်ဖြစ်ခဲ့တဲ့ချစ်စရာကောင်းတဲ့အဖြစ်မှန်လေးတစ်ခုဖြစ်ပါတယ်။